ဖုန်းကြီးเจ้าမှာမင်္ဂလာပွဲတွေပြုလုပ်ကောင်းရဲ့လားအားလုံးပဲမင်္ဂလာပါဝါကျွတ်ပြည်ဆိုတဲ့ဒီပိုင်းနဲ့မြန်မာလူမျိုးတွေရဲ့လက်ထက်ထိမ်းများခြင်းမင်္ဂလာအခြေကကြောက်လို့လာခဲ့ပါတယ်ငွေကြေးပြည့်စုံသူတွေကတော့အကောင့်အကောင်းဆုံးနေရာတွေဟိုတယ်တွေမှာသူတို့ရဲ့မင်္ဂလာပွဲတွေကိုကျင်းပကြသလိုပဲတာမန်လူလက်တန်းစားတွေကလည်းဖုန်းကြီးเจ้าပါဝင်မိမိတို့စုဆောင်းထားတဲ့ငွေကြေးနဲ့တင့်လျော်လျောက်ပတ်တဲ့နေရာတွေမှာကျင်းပနေရှိကြပါတယ်ဒီနေ့မှာတော့မင်္ဂလာပွဲတွေကိုဖုန်းကြီးเจ้าမှာကျင်းပပြုလုပ်တဲ့လားဆိုတဲ့အကြောင်းအလည်းပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တကယ်တော့သာသနာနယ်မြေဆိုတာကကာမဂုဏ်တွေနဲ့ဝေးကွာတဲ့နေရာတစ်ခုပါဒါကြောင့်လည်းရှေးဆရာတော်ကြီးတွေကဒီလိုမျိုးဘုန်းကြီးကျောင်းတွေမှာမင်္ဂလာပွဲပြုလုပ်ခွင့်ပေးဖို့မဆိုထားပါနဲ့လူတွေနဲ့ရောနှောပြီးနေထိုင်ပြောဆိုရမှာကိုကြောက်ကြပါတယ်အကျိုးကြောင့်တိုက်ဆိုင်ပြီးစကားပြောဆိုဖို့အခွင့်ကြုံလာခဲ့ရင်လည်းလောကီအကြောင်းအရာတွေကိုမပြောဘဲတရားစကားတွေကိုသာပြောလို့ရှိကြပါတယ်မြတ်စွာဘုရားရှင်ကတန်ဃာတော်တွေကိုလူတွေနဲ့ရောနှောပြီးတော့မှမနေထိုင်ကြဖို့ဆုံးမတော်မူခဲ့ပေမဲ့လည်းဒီနေ့ခေတ်မှာတော့ဝီနီးတော်နဲ့အချင်းသိက္ခာကိုစောင့်ထိန်လေးစားမှုမရှိတဲ့အချို့သောဘုန်းကြီးတွေဟာသာသနာနဲ့မဆက်တဲ့မင်္ဂလာပွဲတွေကိုဘုန်းကြီးကျောင်းမှာခွင့်ပြုလာခဲ့ကြပါတယ်။တကယ်တော့ကျောင်းလူရှင်တွေကမိမိတို့လှူဒန်းထားတဲ့ကျောင်းတွေမှာတည်တည်ချင်းတွေဖွင့်ပြီးမင်္ဂလာပွဲတွေနဲ့မွေးနေ့ပွဲတွေအစရှိတဲ့ကာမဂုဏ်ခံစားဖို့တွေလှူဒန်းထားကြတာမဟုတ်ပါဘူး။သာသနာတော်နဲ့သက်ဆိုင်တဲ့အရာတွေကိုစိတ်အေးချမ်းသာစွာနဲ့အားထုတ်နိုင်ဖို့ရန်အတွက်ရည်ရွယ်ပြီးတော့မှလှူဒန်းထားကြတာပါ။ယနေ့ခေတ်မှာတေးတော်ဆင်ကျင်နိုင်တဲ့အသိဉာဏ်တွေပါသူတွေကလည်းမင်္ဂလာခမ်းမငှားရတဲ့အခါမှာငွေကြေးကုန်ကြများတာကြောင့်ဘုန်းကြီးကျောင်းလည်းအလူငွေရမိမိတို့အတွက်လည်းအစဉ်ပြေအကုန်ကြတတ်တာတဲ့ဆိုတဲ့အပေါ်ယံတွက်ချက်မှုတွေနဲ့ဘုန်းကြီးကျောင်းတွေမှာမင်္ဂလာပွဲတွေပြုလုပ်လာကြပါတယ်။ဒါကြောင့်လည်းအသိဉာဏ်ပညာကြီးမားတဲ့ရှေးလူကြီးတွေနဲ့အခြားသောဘာသာကြားတွေရဲ့ကဲ့ရဲ့ဖြစ်တင်ခြင်းကိုခံလာရပါတယ်။နောက်ပြီးရှင်ငယ်ရဟန်းငယ်တွေရဲ့တရားတရားတွေတရားသိက္ခာတွေကိုကျင့်သီလတွေကျဆင်းလာပြီးကာမဂုဏ်ခံစားလိုတဲ့စိတ်တွေဘက်ကိုရင်းရလာနိုင်ပါတယ်ဒီလိုမျိုးကာမဂုဏ်ခံစားဖို့တဲ့အားပေးတဲ့အာယုန်တွေကိုကျောင်းမှာတစ်ချိန်ပြီးတစ်ချိန်ကြုံတွေ့လာပါကတရားတရားအားနည်းကြတဲ့ရှင်ရဟန်းတွေအဖို့တော့အခွင့်အသာရင်လူထပ်ဖို့အတွက်ပါကြိုးစားကြပါလိမ့်မယ်။ဘုန်းကြီးကျောင်းမှာမင်္ဂလာပွဲတွေပြုလုပ်ခြင်းကကာမဂုဏ်အစင်းယူပါယုံတွေတခြင်းတန်တရားယုံတွေကိုတွေ့မြင်ကြားသိပြီးခံစားရတဲ့အတွက်ရဟန်းတော်တွေရဲ့သီလကိုထိခိုက်ညှဉ်းနှွမ်းစေနိုင်ပြီးလူထပ်သွားနိုင်လောက်တဲ့အနေအထားမျိုးထိဖြစ်သွားနိုင်ခြင်းသာသနာတော်ကိုထိခိုက်ညှဉ်းနှွမ်းစေခြင်းတို့ကိုဖြစ်စေပါတယ်။ဒါကြောင့်ဘုန်းကြီးကျောင်းမှာမင်္ဂလာပွဲတွေလုံးဝပြုလုပ်တဲ့အားကြောင့်ဘုဒ္ဓတရက်အနေနဲ့တင်ဆက်ပေးတဲ့အခြင်းဖြစ်ပါတယ်ခင်ဗျာ။